ကိုလိုင်းရေးလာဒါတွေသိမ်းလဲပါကိုလိုင်း အဲ့ရမသိဘူးကိုကမှတော့စဉ်းစားတာလေ ဘေးဒုက္ခတွေစဉ်းစားပြီ မဆိုင်မှာတေးကလမဒါတေးကလမဆိုတာလားမဆိုင်မှာလေဟိုကစေးတုံးမရရလားမစေးတုံးမရရင်တော့မသိအပိမ ကြီးကျယ်နဲ့နင်းအားပေးပါ ဟုတ်တယ်မ ဒါစေးကလမဖြစ်နေလို့ ဟုတ်တယ် စေးတရုံမကိုအားပေးမှာ ဟုတ်တယ်မ โอเคကိုလိုင်းဝင်းထွန်းဒီဟာလေးကိုရေသွားစိန်လိုက် စိတ်ပြီးတော့ စိန်လိုက်ရင်ဘာရောင်လေးထွက်မှာ အဖြူအောင်ထွက်မှာမဟုတ်အမလေ ဖြူအောင်ဖွားဖွားလေးထွက်တာလေ ဟုတ်တယ် ဟုတ်တယ်အဲ့ဒါစေးတရုံမအဲ့ဒါနင်းဝယ်တော့နင်းငါလာပြီးညံဆန်းတာ အဲ့လိုမဘောဒါကတော့ဝယ်မှာထားပါတော့အမကျွန်တော်အခုနောက်ခုမေးဝင်တော့မ မေ မဆိုင်မှာဖြိုးရည်အများကြီးရှိတယ်ပြောရမဘာဖြိုးရည်ရှိတယ်မသိ အပြည့်မဲ့မစ္စတာရန်ကွန်လည်းရှိတယ်ဒင်းဖောင်းလည်းရှိတယ်ခွန်သုံးလုံးလည်းရှိတယ် ခွန်သုံးလုံးပြော မဲခွန်လေးလုံးလို့ရှင်တာမအဲ့ခွန်လေးလုံးဆိုရင်အမနှစ်ဖာ10ပါးလောက်ယူမှာပေါ့အမရ ခွန်လေးလုံး ခွန်လေးလုံးယူမှာ ခွန်လေးလုံးရှိရင်ဝယ်မှာနော် ဝယ်မှာပေါ့အမ10ပါးလောက်ယူ အ မှာ ပြည့်မဲ့နော်အားလုံးကြည့်နေနော်ကိုလိုင်ဝင်းထွန်းဒီမချမ်းမြရေးဆိုင်မှာခွန်လေးလုံးဖြစ်ရင်နင့်လာတာတဲ့နေဝယ်ရ ဝ မှာ ယ်မှာ10ပါးဝယ်မှာအမ သေးကြတယ်နော် သေးကြတယ် အမလေးတစ်တော့လေးတွေပေါက်တော့ဖင်ကောင်းကစတန်းနေတာဒီမဲ့ဒါဘယ်နှလုံးနော် 3လုံးလေးမှာ ဒါဘယ်နှလုံးနော် 3လုံးလေးခွန်3လုံး โอเคဒီတစ်လုံးလေးတိုးလိုက်ရင် အဲ့တော့အမရင်ခွ ခွန် န် လေးလုံး ဟုတ်တယ် โอเคကဲအကောင့်ကညီမလေးတွေကိုလိုင်ဝင်းထုံးကိုခွန်လေးလုံးလို့ရေးလိုက်ဆက်ဖာဘောင်းချဖွင့်ပေးလိုက်ပါโอเค 10ပါးကြီးကြတော့အမနည်းများ ကုလီကူမမများနဲ့ဝဲ နေလားလို့မတော့တနေ့တော့စဉ်းစားလာဝင်တော့မ အင်း အမတော့ပြည့်သိမ်းလာဝင်ဟာ ညနေနော်ကိုလိုင်ဝင်းထုံးကုလီကူမတွေညင်လားပစ္စည်းသိမ်းဆိုတဲ့ဟာကိုမသိမ်းမဲနဲ့